ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့နိုဒန်းဆိုတဲ့မအိုတဲ့ဆေးအကြောင်းတင်ပြပေးလိုပါတယ်ယောဂကျင်ပြီးယောဂစရင်ယောဂကင်းတဲ့ဒီစကားကိုမိတ်ဆွေများကြားဘူးကောင်းကြားဘူးကြမယ်ထင်ပါတယ်ဟုတ်ပါတယ်ကိုယ်လက်လှုပ်ရှားမှုကိုဖြင်းညင်းပျော်ပြောင်းစွာလုပ်ပြီးအောက်ဆီဂျင်ကိုရှူသွင်းရတဲ့ယောဂကျင်စဉ်လူတို့ရဲ့ကျန်းမာရေးအတွက်အကောင်းဆုံးအစအစာဖြစ်တဲ့ဒင်ဂျင်လို့ခေါ်တဲ့ယောဂဒီနှစ်ခုကိုပေါင်းစည်းခြင်းအပြင်ယောဂကင်းတယ်ဆိုတာအမတန်မှန်တဲ့စကားဖြစ်ပါတယ်ယောဂကျင့်စဉ်ဟာလွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာကလေးကတရုတ်ပြည်မှာရှိခဲ့ပြီးလူတွေအသက်ရှည်ကြသလိုဒင်ဂျင်ဟာလည်းရှစ်နှစ်ထောင်ပေါင်းများစွာကလေးကအိန္ဒိယမှာလူတွေကိုအသက်အလွန်ရှည်စေခဲ့တာဖြစ်ပါတယ်။ဘုရားမြတ်စွာဘုရားလက်ထက်တော်တုန်းကနိုဒန်းစားတဲ့အကြောင်းကိုရှစ်စာပေများမှာတွေ့ရှိရပြီးအလွန်ဆေးဘက်ဝင်တဲ့အာဟာရတစ်ခုဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ဒီနေ့အချိန်ခါမှာတော့ဒင်ဂျင်စားတဲ့ယဉ်ကျေးမှုကတစ်ကမ္ဘာလုံးရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒင်ဂျင်အကြောင်းပြောတဲ့နေရာမှာခြံလှပ်ထားလို့မရတဲ့နိုင်ငံရှိပါတယ်။အဲဒါကတော့ဘူဂေးရီးယားနိုင်ငံဖြစ်ပါတယ်20ရာစုအစောပိုင်းကာလတွေမှာအာယုဗေဒဆေးသိပ္ပံပညာရှင်တွေဟာလူသားတို့ယောဂကင်းကင်းနဲ့အသက်ရှည်ရှည်နေရမယ့်အကြောင်းရင်းကိုအစဉ်တစိုက်လေ့လာဆန်းစစ်ခဲ့ကြပါတယ်ကမ္ဘာအသက်ရှည်ဆုံးတိုင်းပြည်များမှာတက်ကြီးရွယ်အိုများညီကဲ့သို့နေထိုင်စားတောက်တယ်ဆိုတာနှစ်ပေါင်းများစွာလေ့လာကြည့်ခဲ့ပါတယ်အဲဒီလိုလေ့လာရမှာတော့တစ်ချိန်ကကမ္ဘာပေါ်မှာအသက်ရာကျော်သူအများဆုံးနေထိုင်တဲ့ဘူဂေးရီးယားနိုင်ငံမှာလူများရဲ့စားတောက်မှုကိုသုတေသနပြုလုပ်ခဲ့ကြပါတယ်ပညာရှင်များရဲ့တွေ့ရှိချက်အရဘူဂေးရီးယားနိုင်ငံသားများဟာဒင်ဂျင်ကိုအမြဲမပြတ်စားလိရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ဆေးသုတေသီပညာရှင်များဟာသူတို့ရဲ့တညီတညွတ်တဲ့တွေ့ရှိချက်များကိုအောက်ပါအတိုင်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။လူတို့ရဲ့ဥမာကြီးနိုင်စားလိုက်တဲ့အစာဟောင်းများမှန်ကန်စွာဝမ်းသွားခြင်းမပြုတဲ့အခါမှာတော့ဥမာကြီးနိုင်ရမှသွေးကြောများဟာထိုအစာများမှအစိတ်တောက်များကိုဆုပ်ယူသဖြင့်သွေးကြောများတဲ့၌အစိတ်တောက်များများတစ်ထက်များလာပြီးသွေးကြောနိုင်ရများဟာမာတစ်ထက်မာလာပါတယ်။အဲဒီလိုမာတစ်ထက်မာလာတဲ့နဲ့အမျှခန္ဓာကိုယ်ကလပ်စင်းများအရေပြားများအသားရည်များဟာညစ်ပတ်၍ညှို့ပုတ်ပုတ်ဖြစ်လာပါတယ်အဲဒီလိုသွေးကြောတဲ့၌အစာဟောင်းရဲ့အစိတ်တောင်များများတဲ့များလာတဲ့အခါမှာတော့သွေးရဲ့တန်ဆင်မှုနှလုံးရဲ့ခွန်အားများမှုတို့နှဲပါရုပ်ရောက်သွားပြီးအာယုံကြောများတုံဆိုင်ခြင်းအုံနှောက်ညံထုံထားခြင်းတို့ဖြစ်လာကလူတို့ရဲ့တက်ရှိဆဲများဖြစ်စဉ်ကိုနှောင့်နှေးစေပါတယ်ဒါကြောင့်ဥမာကြီးနိုင်ရများတန်ရှင်းအောင်တဘာဝနည်းနဲ့ပြုလုပ်နိုင်လေလူခန္ဓာကိုယ်တက်ရှိဆဲများရဲ့ဖြစ်စဉ်ပုံစံမှန်၍အသက်ရှည်လေးဖြစ်ပါတယ်။ဒင်ဂျင်မဒိန်ပိုးများသည်အစာဟောင်းများကိုစားခြင်းဥမာကြီးနိုင်ရရှိမာနေသောအစာဟောင်းဂျေးများကိုစားခြင်းကိုပြုလုပ်ပေးသဖြင့်ဝမ်းကိုသဘာဝနည်းဖြင့်တတ်စေပြီးယောဂကင်းရှင်းလျက်အသက်ရှည်ခြင်းကိုထူးခြားစွာအကျိုးပြုလေသည်ဟုဖြစ်ပါတယ်။သူတို့ရဲ့တွေးရှိချက်ဟာအသက်ရှည်ခြင်းအကြောင်းရင်းဖြစ်တဲ့သွေးနှင့်ခန္ဓာကိုယ်၌အစိတ်တောက်များလေယောဂထူ၍အသက်တိုလေဆိုတဲ့အချက်နဲ့ကိုက်ညီနေတာကြောင့်အမတန်မှန်တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒင်ဂျင်ဟာအဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အစွမ်းတတ္တိတစ်ခုတည်းနဲ့ဒင်ဂျင်ရဲ့တန်ဖိုးကိုသိရှိနိုင်ပါတယ်။နောက်ထပ်ဒင်ဂျင်ရဲ့တန်ဖိုးကိုတင်ပြပေးရမယ်ဆိုရင်ဒင်ဂျင်စားသုံးခြင်းဖြင့်စံကေတာကောင်းမွန်စေပြီးသပင်မဖြူခြင်းအသားရည်တွန့်ခြင်းမှကာကွယ်ပေးပြီးမျက်စိကိုတောက်ပါစေခြင်းဒါအပြင် TB အဆုတ်ပိုးတွေကိုသေစေနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။တကယ်တော့ဒင်ဂျင်ဟာဘက်တီးရီးယားပိုးမွှားများပြည့်ဝနေတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။အဓိကကတော့လက်တိုဘေးစီလီယဘက်တီးရီးယားမျိုးဖြစ်ပါတယ်။သူတို့ဟာလူခန္ဓာကိုယ်မှာရှိတဲ့ပါးစပ်၊ဦးလန်းချောင်းတစ်ချောင်းနဲ့မိမကိုယ်တွေမှာရှိပါတယ်။ဒီပိုးလေးတွေဟာခန္ဓာကိုယ်သွေးကြောတွေကိုဖောက်ဝင်လေးမရှိဘဲအပြင်ကနေစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။တနည်းအားဖြင့် probiotic တွေဖြစ်ပါတယ်။ဒီကောင်းတဲ့ဘက်တီးရီးယားတွေဟာမကောင်းတဲ့ဘက်တီးရီးယား virus ပိုးတွေကိုတိုက်ထုတ်ပေးတဲ့အတွက်ခန္ဓာကိုယ်ထဲမှာရောဂါဖြစ်စေမဲ့အန္တရာယ်မှကာကွယ်ပေးပါတယ်။ဂရင်းတွေကဘက်တီးရီးယားများကိုသေစေတဲ့အတွက်သွားပိုးများကင်းရှင်းစေပြီးဝမ်းပိုက်ထဲကပိုးများအထူးသဖြင့်ဦးတွေကဘက်တီးရီးယားများကိုရှင်းထုတ်ပေးတဲ့အတွက်ပါးစပ်ကလည်းအနံ့အသန်ကင်းရှင်းနေမှာဖြစ်ပါတယ်။ဒီလိုအနံ့အသန်ကင်းရှင်းနေတာကြောင့်လူမှုဆက်ဆံရေးမှာလည်းအစိတ်အနှောက်အယှက်မဖြစ်စေနိုင်တော့ပါဘူး။နောက်ထပ်အချက်တစ်ခုကတော့တခါတရံမှာကျွန်တော်တို့တွေဟာပရိစီဝါဆေးဝါးတွေကိုမဖြစ်မနေသုံးစွဲရပါတယ်။ဒီလိုတောက်ရတာလဲခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့ယောဂဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုတိုက်ခိုက်ဖျက်ဆီးပေးဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီဆေးဝါးတွေတောက်လိုက်ရင်ယောဂဖြစ်စေတဲ့ပိုးတွေရောခန္ဓာကိုယ်ကိုစောက်ရှောက်ပေးတဲ့ပိုးတွေပါသေဆုံးကုန်ပါတယ်။ဒါကြောင့်နောက်ထပ်ယောဂပိုးတွေဝင်လာဖို့ထပ်မံဖိတ်ခေါ်တယ်လို့ဖြစ်တတ်ပါတယ်။ဒါပေမဲ့ဒီလိုပရိစီဝါဆေးတွေကိုတောက်ပြီးတဲ့သူတွေမှာဒင်ဂျင်ကိုတောက်လိုက်ရင်ခုနကဆုံးရှုံးသွားတဲ့ကောင်းတဲ့ဘက်တီးရီးယားတွေကိုပြန်ဖြည့်ပေးတယ်လို့ဖြစ်လို့များစွာအကျိုးရှိစေပါတယ်။ဒင်ဂျင်မှန်မှန်တောက်တဲ့သူတွေဟာ probiotic တွေအမြဲဖြည့်ဆည်းပေးနေတာဖြစ်လို့ပြင်ပမှာယောဂပိုးတွေမဝင်အောင်အထူးသဖြင့်ဝမ်းပြတ်ဝမ်းလျှောယောဂမဖြစ်အောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ဆက်လက်ပြီးအခြားအကျိုးအာနိသင်တချို့ကိုတင်ပြပေးရမယ်ဆိုရင်အချို့ကလေးတွေဟာနွားနို့နှုတ်မှုန်တောက်လို့မရတဲ့ယောဂတစ်မျိုးဖြစ်တတ်ပါတယ်။ဒီလိုကလေးတွေအနေနဲ့ဒင်ဂျင်ကိုစားသုံးပေးနိုင်ပါတယ်။
သူတို့တွေရဲ့ဥတွေထဲမှာလက်တစ်အင်ဇိုင်းပါဝင်မှုလျော်နေနေတဲ့အတွက်နိုတကြားတက်ကိုဦးကမချေဖြတ်နိုင်လို့နို့အတွက်ပစ္စည်းစားတိုင်းဝမ်းပြတ်ဝမ်းလျှော့ဖြစ်ရတာဖြစ်ပါတယ်ဒင်ဂျင်မှာပါဝင်တဲ့လက်တိုဘေးစီလက်တွေဟာလက်တစ်အင်ဇိုင်းကိုလုံလောက်စွာထုတ်ပေးတာကြောင့်ဒင်ဂျင်တောက်ပြီးမှနွားနို့တောက်ရင်ဝမ်းပြတ်တာမျိုးမဖြစ်နိုင်တော့ပါဘူးဒီကောင်းမွန်တဲ့ပိုးလေးတွေကြောင့်ဒင်ဂျင်စားသုံးသူတွေအနေနဲ့ရရှိနိုင်တဲ့ကျန်းမာရေးကောင်းကျိုးများကိုတင်ပြမယ်ဆိုရင်ကိုလက်စထရောနဲ့သွေးတိုးကိုကျစေခြင်းအစားအစာနဲ့ဓာတ်မတက်မှုဖြစ်သူတွေကိုတတ်တာစေခြင်းပန်းနာရင်ကျက်တာမကအခြားအသက်ရှူလမ်းကြောင်းမှာဖြစ်တတ်တဲ့ထိတ်ကန်းတာလေပြွန်ရောင်ခြင်းအဆုတ်ရောင်ယောဂါခေါ်နမိုးနီးယားတို့ကိုလည်းတတ်တာစေပါတယ်အခြားယောဂါတွေဖြစ်တဲ့နှင်ကူယောဂါနဲ့ဥမာကြီးကင်ဆာယောဂါမဖြစ်အောင်လဲကာကွယ်ပေးနိုင်ပါတယ်အယိုးတွေသွားတွေကြန့်ခိုင်အောင်နဲ့အယိုးပါအယိုးပွားယောဂါသွားပိုးစားတာတွေမဖြစ်အောင်လဲကြိုတင်ဟန်တားပေးနိုင်ပါတယ်။ကရွင်နံစိုးသူတွေနဲ့မျက်နှာမှာဝက်ချံရှိသူတွေဟာလည်းဒင်ဂျင်ကိုပုံမှန်မှီဝဲတင်ပါတယ်။ဒင်ဂျင်ဟာကျွန်တော်တို့လူသားတွေကိုအလွန်အနုပြအသက်ရှည်စေနိုင်ကြောင်းရှေ့ခေတ်ကလေးကသိရှိခဲ့ကြလို့ပြားရည်နဲ့တွဲဆတဲ့သူများပြားခဲ့ပါတယ်။အိန္ဒိယလူမျိုးများစားသုံးတဲ့ပုံစံကတော့စိတ်ဝင်စားစရာကောင်းလာပါတယ်။ထမင်းပူပူဘောကိုဒင်ဂျင်များလောင်းထည့်ပြီးအားရပါရနေပြီးနောက်စိတ်သားမဆလာတီစုံပဲကလာရင်မတ်ပဲဘရာကျော်ပပရာကျော်တို့နဲ့တွဲစားကြပါတယ်။အထူးသဖြင့်နွေရာသီလိုအချိန်မျိုးမှာဒိန်ထမင်းကိုစားသင့်ပါတယ်။ဝိုင်းအေးစေပြီးအပူဒဏ်ကိုလည်းခံနိုင်မှာဖြစ်ပါတယ်။ဒေသလိုက်ဒိန်ဂျင်ကိုသီးနှံများနဲ့ရောနှောစားသုံးကြတာလည်းရှိပါတယ်။ဥပမာစတော်ဘယ်ရီဒိန်ဂျင်ဒါအပြင်တတိအစုံနဲ့ရောစားတဲ့ဒိုမီနိုဒိန်ဂျင်ဟာလည်းယောဂကင်းရှင်းမှုမကြာခဏစားပေးသင့်ပါတယ်။မြမစေချံတစ်ခုဖြစ်တဲ့ဥဒုဘောဇနသင်္ဃာကျမ်းမှာဆိုရင်ဒိန်ဂျင်ရဲ့အစွမ်းဒိန်ဂျင်စားခြင်းရဲ့အကျိုးများကိုအကျယ်တွင်ရေးသားထားတာတွေ့ရမှာဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့ကျွန်တော်တို့စားသုံးလေးရှိကြတဲ့နွားနို့နိုဒန်းရဲ့ဂုဏ်ကိုဖော်ပြရ၌နွားနို့မှဖြစ်သောမုတ်ချနိုဒန်းသည်စင်ကြယ်၏နှုတ်ကိုမိန်စေတတ်၏ဝမ်းမီကိုတောက်စေတတ်၏နှလုံးကိုနှစ်သက်စေတတ်၏ကိုစီပင်တိုးပွားစေတတ်၏လေကိုနိုင်၏မုတ်ချနိုဒန်းမျိုးတို့တွင်ဂုဏ်အကြီးဆုံးအမြတ်ဆုံးဖြစ်၏လို့ဖော်ပြထားပါတယ်ဒါအပြင်အခြားနို့အမျိုးမျိုးတို့ကနေပြုလုပ်ရရှိတဲ့နိုဒန်းတွေဖြစ်တဲ့ကျွဲနိုဒန်းစိတ်နိုဒန်းကလဲအုပ်နိုဒန်းတိုးနိုဒန်းမြင်းနိုဒန်းလူနိုဒန်းစင်နိုဒန်းစတာတွေလည်းဖော်ပြထားပါသေးတယ်။မြမောက်ခေတ်ကာလမှာတော့ပဲနိုကနေထုတ်လုပ်ရရှိတဲ့ပဲနိုဒန်းလည်းရှိပါသေးတယ်။ဆက်လက်ပြီးနိုဒန်းမလိုင်ရဲ့ဂုံတက်တီကိုဖော်ပြရမယ်ဆိုရင်နိုဒန်းမလိုင်သည်စိတ်ဤကြေခဲဤတုတ်ကိုပွားစေတတ်၏ဝမ်းမီလေတို့ကိုပြတ်စေတတ်၏ချင်းမူစီးကိုရှင်စေတတ်၏တလိပ်သေးကြီးတို့ကိုပြတ်စေတတ်၏လို့ပါရှိပါတယ်။ဆက်လက်ပြီးချက်ပြီးနိုဒန်းရဲ့ဂုံတက်တီကိုဖော်ပြရ၌ချက်ပြီးသောနို့မှဖြစ်သောမုတ်ချနိုဒန်းသည်နှုတ်ကိုမိန်စေတတ်၏အစီဩဇာရှိ၏နိုစိမ့်မှဖြစ်သောနိုဒန်းထက်မြတ်သောအကျိုးရှိ၏လေသေးကြီးတို့ကိုနိုင်၏ဓာတ်ခုနှစ်ပါးဝမ်းမီအားတို့ကိုပွားစေတတ်၏လို့ပါရှိပါတယ်အခုနောက်ဆုံးအနေနဲ့တိုက်တွန်းလိုတာကတော့ဒင်ဂျင်ဆိုတာအမတန်ဆေးဘက်ဝင်တဲ့အစားအစာတစ်ခုဖြစ်တာကြောင့်အသက်2နှစ်ကျော်တဲ့ကလေးများမှစပြီးအသက်ကြီးတဲ့အထိပုံမှန်မှီဝဲစားသုံးတဲ့အာဟာရဖြစ်ပါတယ်ဈေးကွက်ထဲမှာအလွယ်တကူဝယ်ယူရရှိနိုင်တယ်လို့မိမိအိမ်မှာလည်းလှုပ်ရှားလို့ရနိုင်ပါတယ်။ဒင်ဂျင်မှာ probiotic ဘက်တီးရီးယားတွေများစွာပါဝင်လို့သက်ဆောင်ဆေးဒါမှမဟုတ်ယောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်တဲ့အသက်ရှည်စေမဟုတ်ပါလားခင်ဗျာ။မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်။ကျန်းမာအသက်ရှည်နိုင်ကြပါစေခင်ဗျာ။